တွေက protein ရဖို့အတွက် raw egg မပြုတ်သေးတဲ့ကြက်ဥကိုစားကြတယ်ဒါပေမဲ့အဲ့ဒါကိုစားတဲ့အခါတင့်ခန္ဓာကိုယ်အတွင်းမှာဘာတွေဖြစ်နေလဲ raw egg ကတင့်လေချောင်းကနေရွယ်လင်းတကူဆင်းပြီးအစာအိမ်ထဲကိုဓာတ်ရိုက်ရောက်သွားပါတယ်အစာအိမ်ထဲရောက်တာနဲ့အားပြင်းတဲ့အစာချေ acid တွေကကြက်ဥကိုချက်ချင်းခွဲဖြတ်ပြီးနောက်ထပ်အစာချေမှုအတွက်ပြင်ဆင်ပေးပါတယ် digestive enzymes အစာချေအင်ဇိုင်းများကကြက်ဥတွေက protein ကိုသေးငယ်တဲ့ပိုင်းစာများဖြစ်တဲ့ peptide အဖြစ်ဖြတ်တောက်ပေးပါတယ်ဒါပေမဲ့အနေရရှိတဲ့ salmonella bacteria တွေကအဲ့ဒီ acid ကိုတချို့ကခံနိုင်ရရှိပြီးဥထဲမှာဆက်လက်အသက်ရှင်ကပွားများနိုင်ပါတယ်ဒီ small intestine ထဲရောက်တဲ့အခါမြလာလို့ခေါ်တဲ့သေးငယ်တဲ့မြစ်ပုံစံတွေက amino acid တွေကိုသွေးကြောသေးသေးလေးတွေနဲ့ကိုစုပ်ယူပေးပါတယ်ပြီးတော့သွေးကြောတွေကအဲ့ဒီ amino acid တွေကိုခန္ဓာကိုယ်တစ်လျှောက်ပို့ဆောင်ပေးပါတယ် thin muscles ကြက်သားတွေအဲ့ဒီ amino acid တွေကိုအသုံးပြုပြီးလေ့ကျင့်ခန်းကြောင့်ဖြစ်လာတဲ့သေးငယ်တဲ့ထိခိုက်မှုတွေကိုပြန်လည်ပြုပြင်ပေးပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ် raw egg ကိုစားတဲ့အခါတင့်ခန္ဓာကိုယ်က protein ကို90လောက်ပဲစုပ်ယူနိုင်ပါတယ်